ခဏမစလာချက်ခဏအိမ်ပြောရမှာဝဲချက်တာချစ်ချီပဲကောင်းမှာကောင်းခဏအိမ်ပြောတယ်3000စီးတဲ့ခဏအိမ်ပြောချက်ထားတယ်ဒါကငါပြီးချက်ခလေးဒါလေးကငါတတ်မရပါဒီနေ့ကတော့သူမတယောက်လာတယ်လို့ဒီကခဏမစလာလေးနဲ့ခဏအိမ်ပြောလေးတွေချက်ထားတာခဏအိမ်ပြောလေးရတယ်တော်တော်ကောင်းတာချီချီပဲဒီခဏကြီးတွေဆိုအိမ်ပြောကြီးကောင်းမှာကောင်းမကြည့်ခဏအိမ်ပြောကြီးခဏအိမ်ပြောကြီးအချီချီပဲအိမ်ပြောလေးပဲ30သား3000စီ30သား3000စီနဲ့ပြေးတာဒီဈေးကနည်းနည်းဈေးကောင်းဈေးပေါ်တယ်သူများဈေးတွေဆိုတော့ဈေးများတယ်ဒါလည်း3000ဈေးပါပဲဒီပေါ်တော့မပေါ်ပါဘူး ဒီမတရားကိုချက်ကျွေးလို့တဲ့နော်ဒီမတရားကအဲ့ဒါဆိုအင်းလာရင်ချက်ကျွေးမယ်အားရနေတာခဲလို့ခေါ်လိုက်ပါတယ်နောက်တော့မရပါမယ်ခဏဒီဘက်မှာလည်းကြာရိုးဟင်းကြိုလေးပါဒါလေးကြာရိုးဟင်းကားလေးပေါ့ကြာရိုးဟင်းကားလေးနဲ့ဒီနဲ့ကျွေးပါမယ်ရှင်